ဒီဗီဒီယိုလေးကိုကြုံကြိုက်လို့မြင်လိုက်ရတယ်ဆိုရင်တော့ဘဝရဲ့အပြောင်းလဲကြီးတစ်ခုရင်ဆိုင်ရတော့မှာဖြစ်လို့ပဲဖြစ်ပါတယ်ဒီနေ့ကက်လေးတွေကမင်းရဲ့လက်ရှိအခြေအနေရှေ့ဆက်ရမယ့်လမ်းကြောင်းအကြောင်းတွေနဲ့ဘာရီတူတူတိတ်တိတ်ပြောပြမလဲဆိုတာအဆုံးထိနားထောင်ကြည့်လိုက်ပါနော်Hello အားလုံးပဲမင်္ဂလာပါရှင် The Intuitive and Mystery Guidance Channel မှာ Tarot Reader ငြိမ်းစင်တန်ဖြစ်ပါတယ်ရှင်ဒီနေ့ Spray လေးကတော့လက်ရှိပိုင်ဆိုင်နေတဲ့ energy တွေကိုဘယ်လိုအသုံးချပြီးရှေ့ဆက်ရမယ့်ခီးလမ်းအတွက်ဘာတွေလုပ်ရမလဲဆိုတာကက်ကလေးတွေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်တကက်ချင်းစီအတွက် message လေးတွေရှိနေရမို့တေချာလေးနားဆင်ပေးပါနော်ပထမဦးဆုံးအနေနဲ့ပေါ်ထွက်လာတဲ့ကက်လေးကတော့ dub ဆိုတဲ့ကက်လေးပဲပေါ့နော်တော်တော်များများလူတွေကဒီကက်လေးထွက်လာပြီးဆိုရင်စိုးရိမ်မှုတွေပူပန်မှုတွေကြောက်ရွံ့မှုတွေရှိကြတယ်နံပါတ်73တေခြင်းဆိုပြီးမြင်ဒီထဲရိုရဲ့နမိတ်မှာမကောင်းတဲ့အရာတွေတင်ဘဝကစုတ်ခွာသွားတယ်ကောင်းတဲ့အရာတွေရောက်လာဖို့မကောင်းတဲ့ energy တွေအဆုံးသတ်သွားတယ်ဆိုတဲ့ပြတဲ့ကက်လေးပါပဲနော်မင်းအတွက်မလိုချင်တော့တဲ့ energy တွေအဟောင်းတွေဖြစ်သွားတဲ့အရာတွေမလိုအပ်တော့တဲ့ဆက်ဆံရေးတွေ habit အကျင့်စရိုက်တွေအဲ့ဒါတွေကအပြီးတိုင်စွန့်လွတ်ပြီးအသစ်စတင်ရမယ်အပြောင်းလဲကြီးတစ်ခုရောက်လာပါတော့မယ်ဆိုတာပြနေရပါတော့ပြောင်းလဲကြီးတွေရောက်လာတော့မယ်လို့ပထမကက်လေးမှာပြောထားတဲ့အတိုင်းဒုတိယကက်လေးမှာပေါ်လာတာကတော့ Tools of Cup လေးပါနော်ဒီအပြောင်းလဲလေးကမင်းအတွက်ကောင်းတဲ့အပြောင်းလဲလေးဖြစ်နေမှာပါမိတ်ဖက်တငယ်ချင်းမိတ်ဆွေချစ်သူဒါမှမဟုတ်မင်းနဲ့ energy ကိုက်ပြီး chemistry မိတဲ့စီးပွားပေါ်လုပ်ဖို့ကင်ဘက်တွေမင်းကိုနားလေပေးမဲ့လူမင်းနဲ့ energy ကိုက်မဲ့လူတွေမင်းအနာကိုရောက်လာမယ်အခွင့်အရေးအခွင့်အလမ်းကောင်းတွေမင်းအနာကိုရောက်လာတော့မယ်လို့ပြပေးနေတဲ့ကက်လေးပါပဲရှင်အခုဗီဒီယိုကိုကြည့်နေတဲ့မင်းကရောကက်လေးပြနေတဲ့နမိတ်အတိုင်းကောင်းသောနမိတ်ဒီကောင်းသောအရာတွေအပန်တန်တွေကိုလက်ခံဖို့အစဉ်တည်းကိုရှိနေရလားတတိယကက်လေးအနေနဲ့ force of cap လေးထွက်လာတာပေါ့နော်လက်ရှိမှာတဲ့မင်းကတခုခုအပေါ်ဒါမှမဟုတ်မင်းပတ်ဝန်းကျင်အတိုင်းဝိုင်းပေါ်စိတ်ပြည့်နေရတယ်ညှင်းညူနေရတယ်ဒါမှမဟုတ်မင်းရှိရောက်ရှိလာတဲ့အခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေကိုတတိမထားမိပဲအတွေးတွေလွန်နေရမျိုးရှိနေနိုင်ပါလေတဲ့အဲ့ဒီအရာတွေကနေရုံးထွက်နိုင်မှုအချိန်တန်နေပါပြီတဲ့ negative energy တွေ toxic ဖြစ်စေတဲ့ energy တွေ energy ကောင်းတွေကို block ဖြစ်နေတဲ့ဟာတွေကမင်းကြော်လွှားနိုင်မှုအချိန်တန်ပြီလို့ universe ကအချက်ပြပေးနေပါတယ်Six of Swords ကလေးထွက်လာပြီဆိုတော့မင်းအခုချိန်မှာဘလောက်ထိနာကျင်ရနေပါစီဘလောက်ထိဆိုးရွားတာတွေပဲကြုံနေရပါစီစိတ်ကိုပိုင်ပြောပြီးနှုတ်ဆက်ထွက်ခွာတော့မယ်အချိန်တန်နေပြီတဲ့နာကျင်စရာတွေကိုမင်းရဲ့သမိုင်းမှာထားခဲ့ပါတော့တဲ့မင်းရဲ့အနာဂတ်မှာလှပတဲ့ပတ်ဝန်းကျင်တွေပျော်ရွှင်စရာကောင်းတဲ့ relationship တွေအေးချမ်းတဲ့နေရာလေးတွေကမင်းကိုစီးကြိုနေပါပြီတဲ့
ကောင်းသောအရာတွေလာတော့မှမို့မကောင်းတဲ့ energy တွေကိုမင်းအပီးတိုင်ထားခဲ့ရဖို့အချိန်တန်နေပြီလို့ပြောပြပေးနေတဲ့ကက်လေးပါနော်နောက်ဆုံးကက်လေးအနေနဲ့တဖူးဆိုတဲ့ကက်လေးထွက်လာတာပေါ့နော်ကက်ကလေးမှာခွေးလေးတစ်ကောင်ကမင်းနဲ့အတူတူခရီးဆက်မယ်လို့ရဲရဲဝံ့ဝံ့ခရီးဆက်ဖို့စတင်ဖို့အချိန်ရောက်နေပြီဆိုတာပြပေးနေတာပါမင်းအတွက် experience နေမရှိနေပဲစီလုပ်ငန်းတစ်ခုမင်းအတွက်ရောက်ရှိလာလိမ့်မယ်တဲ့အခွင့်အလမ်းကောင်းအခွင့်အရေးကောင်းတွေရောက်လာလိမ့်မယ်တဲ့စတင်လိုက်ပါတဲ့မင်းမငါမလုပ်ဘူးငါမသိဘူးငါမကျွမ်းကျင်ဘူးဆိုပြီးတွန်းဆုံမနေပါနဲ့တဲ့ဒီကက်လေးကပေးနေတဲ့ energy ကမင်းယူနေပဲစီတာမင်းကချမ်းသာဖို့ကံabundance တွေကိုရရှိမဲ့ကံ universe ရဲ့ blessing တွေကိုလက်ခံရမဲ့ကံတွေမင်းရှိစိုက်ရောက်နေပြီမို့မင်းဘာလို့အောင်မြင်မှာပါတဲ့လုံးလာလေးစိုက်ပြီးမင်းရဲ့အနာဂတ် energy တွေကိုယုံကြည်စိတ်ချလိုက်ပါတဲ့ universe ကမင်းကိုကူညီမှုတွေနဲ့abundance တွေပေးနေပြီမို့ယုံကြည်ရှေ့ဆက်ဖို့ပဲမင်းမလိုအပ်နေပါတယ်တဲ့ဒီနေ့ spring လေးရဲ့နမိတ်မှာတော့မင်းဟာဘလောက်ပဲနာကျင်တဲ့ relationship တွေပတ်ဝန်းကျင်တွေတောကတွေဒုက္ခတွေများနေပါစေတဲ့မင်းရဲ့ toxic ဖြစ်နေတဲ့ energy တွေ block ဖြစ်နေတဲ့ energy တွေကိုကိုယ်ပိုင်လုပ်ပြီးထားခဲ့လိုက်တော့နော်မင်းအတွက် universe ရဲ့ blessing တွေနဲ့ကောင်းခြင်း abundance တွေကမင်းကိုစောင့်ကြိုနေပြီဆိုတာမင်းမြင်တဲ့ရင်လှမ်းကြည့်တဲ့ရင်မြင်နေရပါပြီတဲ့ universe ကမင်းကိုပြစ်မထားဘူးနော်မင်းလက်ခံတတ်ဖို့ပဲလိုအပ်နေတာပါ universe ကမင်းအတွက်ပေးလွှတ်လိုက်တဲ့ကောင်းခြင်း abundance တွေနဲ့ blessing တွေကိုမင်းမလက်ခံဖို့အစဉ်တည်းနေရာလေးဖြစ်နေပြီဆိုရင် comment မှာလက်ခံဖို့အစဉ်တည်းဖြစ်နေပြီလို့ရေးပေးသွားရင် universe ကပေးတဲ့ energy တွေနဲ့ချိတ်ဆက်သွားဖို့မမေ့ပါနဲ့အောင်အားလုံးမင်းပျော်ရွှင်ချမ်းမြေ့အေးချမ်းတဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပြီးနောက်ဗီဒီယိုလေးတွေမှာပြန်ဆုံတွေ့ကြရအောင်နော်